နိုင်ကြည့်ပြီးတော့မိလာမဲ့ချိန်ကိုစောင့်နေတော့လားမိပြတ်သွားလို့အလုပ်ပြတ်တာတွေညာဘက်ပူဝိုက်ပြီးတော့အိတ်မပြောတာတွေစားတဲ့ဒုက္ခတွေကိုဆိုလာစနစ်တက်ဆင်ပြီးတော့ကြော်ဖြတ်လိုက်ပါဆိုတော့ဆိုလာစနစ်စပြီးတော့တက်ဆင်ပြီဆိုလို့ရှိရင်ငွေကြေးကုန်ကြများလားဆိုတဲ့မေးခွန်းကိုလူတော်တော်များများမေးရကြပါတယ်အဖြေကတော့ဟုတ်ပါတယ်ငွေကြေးကုန်ကြများပါတယ်ဒါပေမဲ့ဆိုလာစနစ်တက်ဆင်နေဆိုတာကရေရှည်ရင်းနှီးမြှုပ်နှံမှုတစ်ခုပဲဖြစ်ပါတယ်။ရေရှည်မှာမီတာဖို့ကုန်ကြမှုကိုအများကြီးတက်တာစေတယ်လို့မိဆက်သုံးနေရတဲ့သူတွေအသက်ဆိုရင်လည်းအမျက်ပိုထွက်စေမှာပဲဖြစ်ပါတယ်။ဆိုလာစနစ်တက်ဆင်လိုက်လို့မိမျက်မှာကြောက်စရာမလိုတော့တာတွေလျှက်စစ်မီအားကိုပြီးတော့လုံးလုံးနေရတဲ့သူတွေအတွက်အလုံးမပြတ်တော့တာတွေနဲ့နေရောညမှာအေးလူလူနေထိုင်နိုင်တာတွေကဆိုလာစနစ်တက်ဆင်မှာရမယ်စိတ်ချမ်းသာမှုတစ်ခုပါပဲ။ဆိုလာစနစ်ဟာမိဆက်တွေတဲ့ဆူညံမှုကင်းပြီးတော့စီရှာမလို့စီဝယ်ရွက်ခက်ခဲတဲ့ပြဿနာတွေကိုပါဖြေရှင်းပြီးတော့ဖြစ်သွားမှာပါ။ဒါကြောင့်ရေရှည်မှာကုန်ကျစရိတ်အများကြီးသက်သာစေပြီးတော့စိတ်ချမ်းသာမှုရဖို့ဆိုလာစနစ်တက်ဆင်ဖို့ပဲလိုတာပါဒါပေမဲ့တတိထားမှာကဆိုလာစနစ်တစ်ခုဆိုတာရေရှည်ဆယ်စုနှစ်နဲ့ချီပြီးတော့သုံးဆွဲရတာဖြစ်လို့ရေရှည်မှာစိတ်ချရမယ့်ကုမ္ပဏီနဲ့တက်ဆင်မှာတော့အခုပြောခဲ့တဲ့အကျိုးကျေးဇူးတွေကိုခံစားနိုင်မှာပဲဖြစ်ပါတယ်ညီမတို့ရဲ့ Universal Solar မြန်မာဆိုလို့ရှိရင်2012ကတည်းကရက်တည်လာတာမလို့ဆိုလာလောကမှာဆိုလို့ရှိရင်ဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပါပြီဒါကြောင့်ဆိုလာစနစ်တက်ဆင်ဖို့စဉ်းစားနေပြီဆိုရင်တော့ရေရှည်ရက်တည်မှုခိုင်မာပြီးတော့စိတ်ချရမယ့်ညီမတို့ရဲ့ Universal Solar မြန်မာကိုတတိယလိုက်ပါ